ဒီအဖြေကတော့သူတို့မျိုးရဲ့လက်ထက်မှာရှိပါတယ်ရှင်သူတည်တဲ့နာစာရန်ဒီအရာပေါ့နော် social emotional လမ်းဒီလေ့ကျင့်ထားတဲ့ကလေးတွေဟာပုံမှန်ကလေးတွေတက်စားလို့ရှိရင်စာမွေးရလက်ကောင်းတွေပို့ပြီးတော့ရာခိုင်နှုန်းတစ်ခုပေါ့နော်ပို့ပြီးတော့ရလက်ကောင်းတွေရရှိတာနောက်တစ်ခုကသူတို့ရဲ့အနာဂတ်မှာဆိုရင်လည်းသူတို့ကစိတ်ကျန်းမာရေးပြဿနာလေးတွေဖြစ်တိုင်းကြီးညော်နေလာတာပေါ့နော်နောက်တစ်ခုကကျတော့သူတို့ရဲ့လုပ်ငန်းခွင်ပေါ့နော်အရွယ်ရောက်တဲ့အခါမှာသူတို့ရဲ့လုပ်ငန်းခွင်မှာဆိုလို့ရှိရင်လည်းဒီထိတ်တန်းပေါ့နော်ဥဆောင်တဲ့နေရာမှာရရှိနိုင်ခြေဟာလည်းပို့ပြီးတော့များတယ်ဆိုပြီးတော့လေ့လာတွေ့ရှိထားပါတယ်ပေါ့နော်ဒါကြောင့်မလို့ဖေဖေမေမေတို့ရေကိုယ့်ရဲ့ကလေးကိုကျောင်းစာတော်တဲ့ကလေးတစ်ယောက်ဖြစ်ပဲပြုစုပြုထောင်ပါလားဒါမှမဟုတ်ကိုထိန်းချောင်းနိုင်ပြီးတော့လူအများကိုလည်းဥဆောင်နိုင်တဲ့ future leader တစ်ယောက်ဖြစ်ပြုစုပြုထောင်ပေးခြင်းပါသလားဒီအဖြေကတော့ဖေဖေမေမေတို့ရဲ့လက်ထက်မှာရှိပါတယ်ရှင်